လောကသုံးပါးအကြောင်းရှင်းပြပေးတော်မူပါဖေဟာတပါးစီရဲ့အတိတ်ပဲအချင်းကျုပ်လေးပါရှင်းပေးတော်မူပါဖေဟာတဲ့ခန္ဓာဝကတန်ရုပ်ပါဠိတော်မှာထိုလောကသုံးပါးအကြောင်းကိုဖော်ပြထားပါတယ်လောကဆိုတာဗျံပဒအတားအဆီးမရှိအယံဖြစ်ပြတဲ့လျက်ကြာမြင့်စွာတည်တံ့ခြင်းမရှိတဲ့သဘောကိုလောကလို့ခေါ်ပါတယ်ထိုလောကက၃ပါးရှိပါတယ်လောက၃ပါးကဘာတွေလဲဆိုရင်၁ဩကာသလောကဩကာသလောကဆိုတာသက်ရှိတတ္တဝါတွေနေထိုင်တဲ့30ပုံကိုပြောတာပါ၂တတ္တလောကတတ္တလောကဆိုတာထို30ပုံအတွင်းမှာချမ်းသာဆင်းရဲဒွန်တွဲရောထွေးလျက်နေသောတတ္တဝါတွေကိုပြောတာပါ၃သင်္ခါရလောကသင်္ခါရလောကဆိုတာထိုဩကာသလောကတတ္တလောကတို့ကိုဖြစ်မှုပြမှုအိုမှုနာမှုစသောအမျိုးမျိုးအဖုံဖုံတို့ဖြင့်စီမံဖန်တီးပြုပြင်ပြောင်းလဲပေးနေသောသဘောကိုပြောတာပါဒါဟာလောက၃ပါးပဲဖြစ်ပါတယ်နော်အရှင်ဖေယအိမ်ဆောင်နှက်ကဘာလို့အိမ်မဆောင်တာလဲဖေယတရေတစေတွေဝင်လာလဲဘာမှမလုပ်ဘူးလားဖေယတဲ့အိမ်ဆောင်နှက်ဆိုတာကယူတီကြလို့စောင့်နေတဲ့နှက်မဟုတ်ဘူးနော်အိမ်ဆောင်နှက်ဆိုတာကမိမိအိမ်ကိုအမိပြုပြီးလာနေတဲ့နှက်ကိုအိမ်ဆောင်နှက်လို့ပြောတာပါမိမိအိမ်ကိုအမိပြုပြီးလာနေတဲ့နှက်ကိုအိမ်ဆောင်နှက်လို့ပြောတာဖြစ်တဲ့အတွက်လာနေတဲ့နှက်ကလည်းပဲတကူးကြီးတဲ့နှက်လည်းဖြစ်နိုင်တယ်လို့တကူးနေတဲ့နှက်လည်းဖြစ်နိုင်ပါတယ်တကူးကြီးတဲ့နှက်လာနေမယ်ဆိုရင်တော့မကောင်းတဲ့တရေတစီနာနာဘာဝတွေဝင်လာတဲ့အခါမှာတားဆီးနိုင်ပါတယ်တကူးနေတဲ့နှက်လာနေမယ်ဆိုရင်တော့သူတို့ထက်မြင့်တဲ့တရေတစီမကောင်းတဲ့ပိဋ္ဌာတွေလာမယ်ဆိုရင်တော့မတားနိုင်ပါဘူးနော်ဘယ်လိုအိမ်မျိုးကိုတကူးကြီးတဲ့နှက်တွေလာနေတယ်လဲဆိုရင်ကုသိုလ်ကောင်းမှုနေ့စဉ်မပြတ်လုပ်နေတဲ့အိမ်ကိုတကူးကြီးတဲ့နှက်တွေလာနေတတ်ပါတယ်ဒါကြောင့်မိမိရဲ့အိမ်ကိုတကူးကြီးတဲ့နှက်တွေစောင့်တာအလိုရှိတယ်ဆိုရင်ကုသိုလ်ကောင်းမှုနေ့စဉ်များများလုပ်ပါအဲ့ဒါဆိုရင်တကူးကြီးတဲ့နှက်တွေမိမိရဲ့အိမ်ကိုလာရောက်စောင့်ရှောက်ပါလိမ့်မယ်အဲ့ဒီလိုတကူးကြီးတဲ့နှက်တွေလာရောက်စောင့်ရှောက်ပြီဆိုရင်မကောင်းတဲ့တရေတစီတွေမဝင်လာနိုင်တော့ပါဘူးเนาะအရှင်ဖယားယဟန်မဖြစ်ထိုက်တဲ့လူရဲ့လို့ရှိပါသလားဖယားရှင်းပြလို့ရရင်ရှင်းပြပါလားဖယားတဲ့ယဟန်မပြုထိုက်တဲ့ပုဂ္ဂိုလ်73ယောက်ဆိုတာရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်73ယောက်ကဘယ်သူတွေလဲဆိုရင်1အသက်20မပြည့်သောသူ2ပါရာဇိကကြပြီးသောသူ3ပန္ဒကပန္ဒုတ်4ထေယတာဝတကရှင်ယဟန်အသွင်ကိုခိုး၍ရှင်ယဟန်များနှင့်ပေါင်းသင်းနေထိုင်သူ5တိဋ္ဌိယပက္ကံတက်ကတိဋ္ဌိအယူသို့ပြောင်းသူ6တိရိစာနတရိษံ9မာတုဂါရကအမိကိုတတ်သူ8ပိတုဂါရကအဖကိုတတ်သူ9အရဟန္တဂါရကယဟန္တာကိုတတ်သူ10လောဟိတုပ္ပါဒကဖျားရှင်အားတွေးစိမ့်တီအောင်ပြုတော်သူ17တန်ခဗေဒကတန်ခါသိမ်းခွဲတော်သူ12ဘိက္ခုနိဒုဒကဘိက္ခုနီမကိုမိထုံမှီဝဲဖြစ်စည်းတော်သူ73ဥပဒောပြင်ဇနကလိန်နှလိန်ရှိတော်သူတို့ဖြစ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်73ယောက်ဟာယဟန်ပြုလို့မရပါဘူးယဟန်ပြုမယ်ဆိုရင်လည်းယဟန်မဖြစ်ပါဘူးเนาะအရှင်ဖေယယူသေးစွာလျှောက်ထားအပ်ပါတယ်ယရဏ3ပါးထဲမှာသီလရှင်ဆရာလေးတွေပါပါသလားတဲ့မပါပါဘူးเนาะတချို့ကသီလရှင်တွေကိုဘိက္ခုနီမတွေလို့ထင်ပြီးတော့ယရဏ3ပါးထဲမှာပါတယ်လို့ထင်နေကြတယ်သီလရှင်တွေဟာဘိက္ခုနီမမဟုတ်ပါဘူးဘိက္ခုနီမသာသနာဟာမြတ်စွာဘုရားပြိဋိဘံစံပြီးလို့အနှစ်900လောက်ကြာတဲ့အခါမှာကွယ်ပြောက်သွားပါပြီဒါဆိုရင်သီလရှင်သာသနာဘယ်အချိန်လောက်ကပေါ်ပေါက်တာလဲပြုခေတ်ကနေစတင်ပြီးပေါ်ပေါက်လာတာပါပြုခေတ်မှာပြုအမျိုးသမီးတွေဟာဘိက္ခုနီမဝိလို့ကြတဲ့အတွက်ဘိက္ခုနီသာသနာမရှိတော့တာကြောင့်
ဘိက္ခုနီမပုံစံစင်တူလုပ်ပြီးတော့ဝတ်ကြပါတယ်အဲ့ဒီတုန်းကတော့သူတို့ကိုသီလရှင်လို့မခေါ်ပါဘူးပရပိုက်မယ်လို့ခေါ်ပါတယ်နော်ဆရာလေးတွေရဲ့တရားနာကြားခြင်းကဆရာတော်တွေရဲ့တရားနာကြားခြင်းနဲ့အကျိုးတူပါသလားတဲ့တူပါတယ်နော်ဘယ်သူပဲဟောတရားဆိုတာနာကြားကောင်းတဲ့အရာဖြစ်တဲ့အတွက်တရားနာကြားခြင်းအကျိုးကတော့အတူတူပဲဖြစ်ပါတယ်ဆရာလေးတွေကိုကိုးကွယ်ခြင်းအကျိုးအပြစ်ကိုသိလိုပါသည်တဲ့ပြောခဲ့ပြီလေယရဏသုံးပါးထဲမှာမပါတဲ့အတွက်ကြောင့်ကိုးကွယ်စရာမဟုတ်ဘူးသို့တော့မိမိထက်သီလအရာမှာမြတ်တဲ့အတွက်ကြောင့်ရှ िख ိုးကောင်းပါတယ်နော်ပန်းကြောက်ကတ်လူခြင်းနဲ့ပန်းစိမ်းကတ်လူခြင်းဘယ်ဟာကမြတ်ပါသလဲတဲ့ဖះကိုပန်းကတ်လူတဲ့အလေးအထဖြစ်ပေါ်လာပုံကိုအရင်ပြောပါမယ်နော်မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်တုန်းကအနည်းနဲ့အရရက်ကလူတွေဟာဖះထံသို့ဖះဖူးလာကြပါတယ်ဖះရှိရောက်တဲ့အခါမှာရဝေးကလာကြရတာဖြစ်တဲ့အတွက်သူတို့ခန္ဓာကိုယ်ကမကောင်းတဲ့ချွေးအနံ့အသက်တွေထွက်ပါတယ်အဲ့ဒါကိုအရှင်အနန္ဒာသိတဲ့အခါမှာမွေးကြိုင်တဲ့ပန်းတွေတွားခုပြီးတော့ပရိသတ်တွေရဲ့ကြားမှာလိုက်ပြီးချထားလိုက်ပါတယ်အဲ့ဒီလိုပန်းတွေလိုက်ချထားလိုက်တဲ့အခါမှာတကြောင်လုံးပန်းနှံတွေတင်းပြီးတော့မကောင်းတဲ့ချွေးအနံ့သက်တွေပျောက်သွားပါတယ်အဲ့ဒီအချိန်ကနေစပြီးဖះကိုပန်းလှူတဲ့အလေးထဖြစ်ပေါ်လာတယ်လို့သိရပါတယ်ဒါကြောင့်ဖះကိုပန်းကတ်လှူတာဟာဖះเจ้าဆောင်မွေးကြိုင်ဖို့ကတ်လှူတာဖြစ်တဲ့အတွက်ပန်းချောက်တွေမကတ်သင့်ပါဘူးเนาะပန်းစိမ်းကိုသာကတ်သင့်ပါတယ်ပန်းစိမ်းကတ်ခြင်းကသာမြတ်ပါတယ်စီလူရခြင်းအကျိုးတွေကဘာဖြစ်နိုင်လဲဖះတဲ့အပါဒံပါဠိတော်မှာစီလူခြင်းကြောင့်ရရှိလာမိကောင်းကျိုး၅မျိုးဆိုတာကိုဖော်ပြထားတာရှိပါတယ်အဲ့ဒီကောင်းကျိုး၅မျိုးကဘာတွေလဲဆိုရင်1ခွန်အားဗလာနှင့်ပြည့်စုံသူဖြစ်ခြင်း2ရုပ်အစင်းအင်္ဂါလှပတင့်တယ်သူဖြစ်ခြင်း3ရှင်လန်းဝမ်းမြောက်ဖွယ်ဖြစ်သောသားသမီးရှိသူဖြစ်ခြင်း4အနာယောဂကင်းသူဖြစ်ခြင်း5တန်ရှင်းစင်ကြယ်သူဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာစီလူခြင်းကြောင့်ရရှိလာမိကောင်းကျိုးတွေပဲဖြစ်ပါတယ်